Grade 10 Mathematics Chapter 10 Not Trikukara Example 6 Example 6 Example 6 ma given right triangle ABC with angle C equal to 90 degree and tan equal to 5.3 find sin A and cos A ဒါဆိုရင်ပေးထားတဲ့ down man 3က ABC မှာ down C က90 degree ရှိတယ် tan A 5.3 ပဲ down ကြည့်ရမယ် tan A ကနေကြည့်မယ် tan ဟော tangent A ဆိုတော့ A down A ကနေကြည့်မယ် tangent ဆိုတော့ tangent ရဲ့အချိုးက OA tangent ဒါဆိုရင်ဟောဒီ down A ရဲ့မျက်နှာချင်းဆိုင်နေတဲ့အနားဒီ 5 BC ဒီတော့လေ5 down A နဲ့ကက်လျက်အခြေအောက်ခြေနားမှာရှိတဲ့ ACD ဘယ်လောက်လဲဆိုရင်12ရှာခိုင်းတာကတော့ sin A ရယ် cos A ရယ်ကိုဘယ်လိုပြရမလဲရှာပြရမယ်ကဲဒါဆိုရင်စမတို့မှာသူပေးထားတဲ့အချက်ရ tangent 85.12 ဖြစ်တဲ့အတွက်ကြောင့် BC by AB ဒါဆိုရင်စမတို့ကတရားပြဒီသတိကံမှာဘယ်အနာကိုရှာဖို့လို့လဲ down man နဲ့မျက်နှာချင်းဆိုင်ရဲ့အနာ down man ခန္ဓာ AB ကိုရှာမယ်အဲ့အတွက်ကြောင့်မို့ BC တို့ကို BC AC တို့ကိုစမတို့ကဘာနဲ့မြောက် K နဲ့မြောက်မယ်ဒါကြောင့်လို့ BC equal to 5K AC equal to 12K ဒီမှာစမတို့သုံးတဲ့ K ဒီ constant ဒါဆို by Pythagorean theorem ရ down man ခန္ဓာ AB square ကိုလို့ကျန်ရကြ AB square equal to ဟောBC square plus AC square equal to 5K the whole square plus 12K the whole square 25K square plus 144K square ကဲမျိုးစားသူကပေါင်းတော့ 169K square AB equal to square root တဘူးရှာရကမှာ AB equal လာလဲ 13K ဒါဆိုစမတို့ဒီတောင်းမှနဲ့မျက်နှာချင်းဆိုင်နေတောင်းမှခန့်နာဒီ AB တဘူး 13K ရပြီဒါဆိုစမတို့ဘာကိုရှာတော့မယ် sin A ကိုရှာမယ် sin A ကိုပြောရင်စမတို့ sin A ကိုပြောပဲ down ဆိုရင် down A ရခြင်း sin ရချိုးဒီ OH sin ရချိုးပါလဲ OH ဆိုတော့ဟောဒီ down A နဲ့ opposite မျက်နှာချင်းဆိုင်တက်ရှိနေတဲ့အနာဒီ BC hypotenuse ရပါလဲ AB အဲကြောင့်မို့ sin equal to BC by AB equal to 5K by 13K equal to 5 by 13 cos A ကဲ cos A လို့ပြောခါမှာ down A ရနေခြင်းပဲ cos ဆိုတော့ A by H တော့ adjacent ကိုဒီ hypotenuse စာသူ့ရဲ့နီးစပ်အနားဒီ AC by hypotenuse AB 12K by 13K ဒါဆိုရင် cos A ဒီပါမယ်12 by 13 ရမှာဖြစ်ပါတယ်Grade 10 Mathematics Chapter 10 Trigonometry ခန်းက Example 7ဖြစ်ပါတယ်။ကဲ Example 7မှာ given right triangle ABC down matrix ABC ထဲမှာ down B angle B ဒီ90 degree CD is drawn เนาะ CD เนาะဒီ C ကနေပြီးတော့ CD ဒီတဲ့ drawn perpendicular to CAတနည်းအားဖြင့် CD ဆွဲလိုက်တဲ့เนาะ CD small ဆွဲလိုက်တဲ့ CD ဒီ CA မှာ down မှတ်ကြမယ်ပြီးရင် AB ကနေဆက်ဆွဲပဲဘယ်မှာတွေ့မှာလဲဆိုရင် D မှတ်မှာတွေ့เนาะ AD ကနေဆက်ဆွဲရင် D မှတ်မှာเนาะဒါဆိုရင် A နဲ့ AB D ဒီမှာ small ဆက်လိုက်အဲ့ကမှာ BC က6 AB က8 AC က10ဖြစ်နေဆိုရင် CD နဲ့ AB ရဲ့ sorry AD ကိုဘယ်လိုပြရမလဲရှာပြရမယ်ကဲဒါဆိုရင်တော့ပုံကြည့်ရတဲ့အခါမှာဟောဒီမှာစမတို့ right triangle သတိကံပုံเนาะသတိကံလေးကတော့ဒီမှာ right triangle ABC တော့ဒါတခုရှိပြီနောက်ခုသူလိုချင်တဲ့ CD နဲ့ AD CD နဲ့ AD ဒီ CDD တော့ CA ပေါ် down မှတ်ကြောင်းပြောတဲ့ကြောင့်ဒီရဲ့သတိကံအကြီး right triangle ACD တော့ဒီသတိကံအကြီးရလဲပါလေ down မှတ်သတိကံ ACD ပဲဖြစ်တယ်အဲ့ဒီ down မှတ်သတိကံအကြီးထဲမှာစမတို့က CD နဲ့ပေါင်းရှာမယ် AD ကိုရှာမယ်ဒါဆိုရင်စမတို့ကဒီမှာလိုချင်တဲ့နာ CD နဲ့ AD ဖြစ်တဲ့အတွက်ကြောင့်မလို့ CD เนาะဒီမှာစမတို့လိုချင်တဲ့အနာကိုတီးပြီးတော့တီးတဲ့အနာနဲ့ဘယ်လိုလုပ်လဲစားမယ်တီးတဲ့တောင်းကကြည့်ဒါဆိုစမတို့လိုချင်တဲ့အနာကိုရမယ်ကဲလိုချင်တဲ့အနာ CD တီးတဲ့နာကပါလဲ AC ဒါဆိုစမတို့ဘယ်တောင်းကနေကြည့်မယ်ဆိုဒီ3ကံเนาะ right triangle เนาะ right triangle 3ကံအကြီး ACD ရနေเนาะ right triangle ACD မှာဘယ်တောင်းအောင်ကြည့်လဲ down A ရနေကြည့် down A နဲ့ကြည့်တီးတဲ့အနာ sorry လိုချင်တဲ့အနာက CD တီးတဲ့အနာက AC ဒါဆို down A နဲ့ကြည့် CD ဒီ opposite side เนาะ O မျက်နှာချင်းဆိုင်အနာဖြစ်မယ်တီးတဲ့အနာ ACD ပညာဖြစ်တာဒီ ACD ဒီ3ကံအကြီးမှာပါဖြစ်မှာလဲတောင်းမှခန္ဓာဟုတ်လားမဟုတ်ဘူးเนาะတောင်းမှခန္ဓာမဟုတ်မယ်သူရဲ့နီးစပ်အနာဖြစ်တဲ့ AC ကနီးစပ်နာဆို adjacent A ဒါဆိုရင် O by A opposite ကိုလိုချင်တယ် opposite ကိုတီး adjacent နဲ့စားတယ်ဆိုရင်ဘာအချိုးလဲဆိုရင် tan เนาะဒါကိုသိရမယ်ဒါကြောင့်မို့ tan เนาะ tan ကိုသိရမယ် tan A ပေါ့เนาะ down in ကြော tan A
ဒါဆိုရင်စမတို့ကဒီမှာနောက်ထပ်တိထားတဲ့ right triangle ABC မှာလဲစမတို့ right triangle ABC မှာအနား3လောက်ပြည့်ကြောင်းသူ့ကိုလဲစမတို့ကtan A ယူလိုက်မယ် tan A ယူတဲ့တောင်း A နဲ့မျက်နှာချင်းဆိုင်ရဲ့အနားက BC သူ့ရဲ့အခြေဆွဲကပါလဲ AB ဒါဆို tan AB right triangle ABC အတွက်ဆိုရင် BC by AB as we smart right from the right triangle ABC right triangle ABC ma tan AB equal to BC by AB yes on us smart lo chin ne ana CD pa ne de from right triangle ACD ma tan AB equal to CD by AC ကဲဒါဆိုရင်အချိုးတူရဲ့တဲ့ကြောင့် tan A tan တူရဲ့ကြောင့်ဒီရဲ့အချိုးနှစ်ခုပဲဖြစ်သွားမယ်ညီလာမယ် trigon နှစ်ခုเนาะ trigon နှစ်ခုညီဒီအချိုးညီမယ်ဒါကြောင့်လိုချင်တဲ့နာဘယ်ဘက်မှာထားမယ် CD by AC equal to BC by AB CD by AC က tan equal to 6 by 8 CD equal to 6 by 8 into 10 ကဲဆိုတော့မှာကျင်းလိုက်မိနစ်3မိနစ်6မိနစ်4မိနစ်5မိနစ်10 3 5 15အောက်ကပိုင်းချက်လို့လည်းနှစ်50 by 2 50 by 2 small ကျင်းလိုက်တော့ပါမယ် 7.5 ရပါမယ်ဒါဆိုတော့ CD ရပါရှာမယ် AD ကဲ AD ကိုရဖို့တဲ့ right triangle ACD ဒီကအကြီးကိုရှင်တယ်ဒီကအကြီးကျမှ ADD နေရာဖြစ်အစောနာက CD က AC ပေါ်ဒေါင်းမတ်ကြပြောတဲ့ကြောင့်ဒါတွေဖြစ်တယ်ဒေါင်းမန်ခန္ဓာ sorry ဒေါင်းမန်နဲ့ချင်းဆိုင်နေရဲ့ဒေါင်းမန်ခန္ဓာ ADD ဘာဖြစ်မလဲ hypotenuse သူ့ရဲ့တိထားတဲ့အနာပဲနားတယ် AC ဒါဆိုရင်လိုချင်တဲ့အနာ AD ကိုပြီးတဲ့နာ AC နဲ့ star ဒါဆို small dot လိုချင်တဲ့နာက hypotenuse ပြီးတဲ့နာက A ဘယ်ကနေကြည့်လဲ down energy H by A HA ဆိုတော့ဘာဖြစ်မှာလဲ set เนาะရှင်းမှာတော့OH side AH cos AH cos လို့ပြောရင် A ဆိုရင် cos ရဲ့ပြောင်းပြန် set လို့ပြောတဲ့ကြောင့် H by A ဆိုတော့ပါပြောလဲ set ဒါဆို set A ဒါဆိုရင်စမတို့ကဒီဘက်right triangle ABC ကနေပြောလဲစမတို့ set A အတွက်ကိုအချိုးရှာတယ် set A အတွက်ဆိုရင်စမတို့ set AB H by A ဒါဆို set AB opposite hypotenuse AC adjacent AB AC by AB အဲဒါကြောင့်လို့ကျွန်တော်အချိုးလေးကိုညီလိုက်မယ်လိုချင်တာက AD by ACD equal to set A ထွေကိုအချိုးတူတယ် AC by AB အဲဒါဆိုကျွန်တော် AD ကိုလိုချင်တော့ AC ရဲ့စာသွားမြောက်တော့ AC square by AB equal to 100 square by 8 equal 10 square by 8 10 square ဆိုတော့ရမယ်100 by 8ဒါဆိုတော့ဒီမှာနည်းနည်းလေးမှာသွားမယ်နော်ကျင်းလိုက်တော့ဘာနဲ့ကျင်းမလဲ4နဲ့ကျင်းမ4နဲ့15လေး104နဲ့8ဒီမှာ2ပါနော်25ကို2နဲ့စမလို့ရှာတဲ့အခါမှာဘယ်လောက်ရမလဲ 12.5 ဒါဆိုစမလို့လိုချင်တဲ့ AD ဒီ 12.5 ရမယ် CD ဒီဘယ်လောက်ရမလဲ 7.5 ရမှာဖြစ်ပါတယ်အားလုံးပဲမိလာပါစင်မတင်တာကတော့ grade 10 mathematics chapter 10 เนาะ trigonometry က exercise 10.2 ပဲဖြစ်ပါတယ် exercise 10.2 မှာ number 1 number 1 find the following trigonometry ratio for a right triangle with side as indicated ကဲဒါဆိုစမတို့ကိုfind ရှာခိုင်းတဲ့ကိစ္စအောက်မှာပေးထားတယ် trig ကိုအချိုးလေးတော့ right triangle ဒီမှာ right triangle နဲ့ပေးထား right triangle ABC right ပေးထား right triangle ABC မှာအောက်ကပေးထားတဲ့အချိုး6ခုเนาะတမန်ဒီအချိုးတမှုလေးကိုရှာပေးပါတဲ့ကဲ right triangle ABC မှာဒေါင်းမှန်နဲ့မျက်နှာချင်းဆိုင်ရာဒေါင်းမှန်ခန္ဓာသည် AB ဒေါင်း A ကနေပဲကြည့်မှာเนาะဒေါင်း A ကနေပြီးတော့သူနဲ့တက်တဲ့မျက်နှာချင်းဆိုင်ရဲ့နာက BC ဒေါင်း A နဲ့ကလျက်အောက်မှာတရှိရဲ့နာက AC ဒါကပါလေ adjacent side ကဲဒါဆိုကျွန်တော်တို့ကိုရှာခိုင်းတာက sin A ကဲ sin A လို့ပြောတဲ့ကြောင့်ဒေါင်း A ကြီး sin ဒီ OH side opposite ဒီ BC ကိုဒီတနည်းအားဖြင့် hypotenuse ပါတဲ့စာ AB နဲ့စာ BC by AB equal ဘယ်လောက်လဲ 3 by 5နောက်တစ်ခုက cos A လို့ပြော cos ဒီ AH cos လို့ပြောရင်နေရာပြင် adjacent AC ကိုဒီ hypotenuse AB နဲ့စာ AC by AB equal to 4 by 5နောက်တစ်ခုက tan A လို့ပြောရခါမှာ tan A ဒီ OA tan opposite ကိုဒီ adjacent နဲ့စာ opposite ဒီ BC adjacent ဒီ AC BC by AC equal to 3 by 4
ကဲပြီးစမှာတော့ဗါလဲ cot A ကိုပြောရရင် cot D 10ရဲ့ပြောင်းပြရတဲ့ကြောင့်သူဒီ A by O ဆိုသူရဲ့ adjacent AC ကို D ဘာနဲ့စာ BC နဲ့စာ equal to လောက်တဲ့4 by 3နောက်တစ်ခုက set A ဒီနေရာပြ cos ရဲ့ပြောင်းပြန် AH cos ဆိုတော့ HA set ဆိုတော့ set AB hypotenuse AB ကို D adjacent AC နဲ့စာ AB by AC equal to 5 by 4နောက်ခုကcosec A ဒီနေရာပြ sin ရဲ့ပြောင်းပြန်ဆိုတော့ OH sin ဆို OH sin ပြောင်းပြန်ဆိုတော့ HO ဆိုတော့ of ဒီနေရာပြ hypotenuse AB ကို D opposite BC နဲ့စာ AB by BC equal to 5 by 3ရမှာဖြစ်တယ်ကဲဒါဒီစမလို့ sin A down A ရနေကြည့်ရနောက်ခုက sin B ရနေရောတနည်းအားဖြင့်အချိုး6ခုရှာပြီး sin B ဆိုစမလို့ဘယ်ရနေချင်းလဲ down B ကဲ down ပြန်နေချင်းသူ့ရဲ့မျက်နှာချင်းဆိုင်နားဒီ AC သူနဲ့ကက်လျက်မိဆက်အနားဒီ BC သူ့ရဲ့ down မှန်ခန္ဓာတော့ဗါလေ AB ကဲဒါတွေကိုပြရမယ်ကဲဒါဆိုစမလို့ sin B ကိုရှာမယ် sin B ဆိုတော့ sin OH sin ဒါဆိုသူ့ရဲ့ opposite ဒီ AC hypotenuse က AB AC by AB equal to 4 by 5ကဲနောက်ခုက cos B ကိုရှာမယ် cos B ဒီ AH cos သူ့ရဲ့ adjacent က BC hypotenuse က AB BC by AB equal to 3 by 5 tan A တော့ tan A ကိုပြောရင် O by A သူ့ရဲ့ opposite က AC adjacent က BC AC by BC equal to 4 by 3နောက်ခု cot B ဆိုရင် tan ရဲ့ပြောင်းပြန်ဆိုတော့ A by O ဆိုသူ့ရဲ့ adjacent က BC opposite က AC BC by AC equal to 3 by 4down ပြန်နေစမလို့ဘာထပ်ရှာမယ် set B ကဲ set B ကိုရှာဖို့အတွက် set B ဒီ H by A hypotenuse AB ကို D adjacent BC နဲ့စာ AB by BC equal to 5 by 3ကဲပြီးရင် down ပြန်နေစမလို့ cosec B ရှာ cosec D sin ရဲ့ပြောင်းပြန်ဆိုတော့ HO hypotenuse AB ကို D AC နဲ့စာ AB by AC equal to 5 by 4ဒါဆိုစမလို့သူလိုချင်တဲ့အချိုးကိုရပါပြီ sin A down A ကနေကြည့်တဲ့အချိုး6ခုနဲ့ down B ကနေကြည့်တဲ့အချိုး6ခုရပါပြီ Exercise 10.2 number 2 Give a right triangle ABC with angles equal to 90 degree and cos A equal to 5 by 13 determine the value of tan A and sin Aတော့ပေးထားတဲ့ down matrix ABC เนาะ down matrix ABC ထဲမှာ down C ဒီ60ဒါဆိုရင် down မှန်နေအောင်ပါထားမယ် C ထားပေးရမယ်ပြီးရင် cos A เนาะ cos A ဒီ5 by 13ဖြစ်တယ်တော့ဒီ determine ဖော်ပြပြီးမှ the value of tan A နဲ့ sin A တန်ဖိုးရှာပြီးပါတယ်အဲ့တော့ စမတို့3ကန်ပုံ down matrix ABC ဆွဲလိုက်တယ် C မှာ C ဒီ down မှန်နေအောင်ဖြစ်ရမယ်cos A လို့ပြောတဲ့ကြောင့် down A နဲ့ cos လို့ပြောတဲ့ကြောင့် AH cos သူရဲ့ adjacent down A နဲ့တနည်းအားဖြင့်အောက်ခြေမှာကက်လက်ရှိနဲ့နီးစပ်အနားဒီ5 hypotenuse လောက်ဒီ13ရေဒါဆိုစမတို့က cos A 5 by 13ပေးထားတဲ့ angle C ဒီ90 degreeဒါဆို tan A ရဲ့ sin A ရှာဖို့တဲ့ဒီမှာစမတို့အနာတနာ BC တန်ဖိုးရှာဖို့လို့ဒါဆိုရင် Pythagoras theorem သုံးပြီးတော့ BC ကိုရှာမယ်by Pythagoras theorem AB square equal to BC square plus AC square BC square ကိုလိုချင်တဲ့အတွက်ကြောင့် AB square C ကို AC square သွားလို့မယ် AB square minus AC square equal to AB ညမှာ13 square minus 5 square equal to 73လက်ထပ်ဆိုတော့စမတို့73လက်ထပ်ဒီ169 minus 25 equal to 144အဲဆိုရင်140ဆိုတော့ BC equal to 12ကဲ BC တန်ဖိုးရရင်စမတို့ tan A ရှာ tan A down A နဲ့ကြည့်မယ် tan A ဒီ OA tan down A ကြည့်သူရဲ့ opposite ဒီ BC adjacent က AC tan equal to BC by AC equal to 12 by 5 sin A down A ကနေပဲစမတို့ကြည့်မယ် sin A ဆို OA sin ဒါဆိုသူရဲ့ opposite BC hypotenuse က AB BC by AB equal to 12 by 5ဒါဆိုစမတို့လိုချင်တဲ့ tan A နဲ့ sin A ရဲ့အဖြေကိုရမှာဖြစ်ပါတယ်